ကံပဲဒီကနေပြီးပေါက်များကြလဲမြည်ရစားတဲ့ခါကျတော့ရေထဲကြီးပဲတင်နေတာတိုင်းတဲ့ခါကျတော့ရှင်ရေနဲ့ရှိတာလည်းရှိတယ်မရှိတာလည်းရှိတယ်ဟောကံနဲ့တဲ့ပေါက်ပုံကဒီလိုပါလားလို့မှတ်ထားမယ်အဲ့တော့ကံနဲ့တဲ့ပေါက်တော့ဆိုပြီးအမြင့်ကတော့အရှင်နေမရှိပါဘူးမြင့်ကတော့အရှင်နေမရှိပါဘူးကိုင်းတွေကတော့မြစ်သေးဝဲပြီးဒီကရနေတာပဲအဲ့ဒီမှာပုထုဇဉ်သရဝါဆိုလို့ရှိပါတယ်ပုထုဇဉ်ဆိုတာကဉာဏ်နာနေတဲ့ပုဂ္ဂိုလ်ကြီးအဲ့ဒီပုထုဇဉ်တွေကကိုယ်တဏှာနဲ့ကိုယ်ဆူတောင်းပြီးမျောလာတယ်နဲ့တူတယ်လူဘဝရောက်ပါလေဆိုတော့လူခန္ဓာ၅ပါးကဏ္ဍတက္ကနဲ့တွားပြည့်လူခန္ဓာ၅ပါးကဏ္ဍတက္ကနဲ့တွားပြီးဒီကလည်းတွေ့လိုက်ပါလေတွေ့တယ်ဒါကြတော့ဘာလို့ခန္ဓာရဲ့လို့သူကသူပစ္စည်းရဲ့လို့သူဟာရဲ့လို့အောင်းနေတာသူကမျောလာကြတော့ဗံရရဲ့ရှိကြီးကိုတဏှာရည်မျောတာနဲ့မျောလာကဏ္ဍတက္ကနဲ့တဏှာရည်မျောတဲ့ကံပိန်းပေါက်တယ်လို့အားလုံးမှတ်ထားကဏ္ဍတက္ကနဲ့တဏှာရည်အောက်ကတဏှာရည်ကမျောကဏ္ဍတက္ကခန္ဓာ၅ပါးကြီးကဒီကနေပေါက်နေတယ်လို့အေချာမှတ်ပါရှင်းလားရေကတဏှာရည်ကဏ္ဍတက္ကကခန္ဓာ၅ပါးရေကဘာရေပါလဲအဲ့ဒီတဏှာနဲ့ဆူတောင်းပြီးတာလားတဏှာတစ်ပါးကြီးဆူတောင်းမှတ်တဲ့မျောလာပါတယ်တဲ့မျောလာတာဒီခန္ဓာ၅ပါးဒုက္ခန္ဓာ၅ပါးပါပဲကဏ္ဍတက္ကဒါရီအများကြီးဒုက္ခတွေပဲအားထားရတယ်ပဲလို့သူစိတ်ထဲမှာအောင်မေ့ကောင်းလို့ဒီကရတဏှာရည်မျောလာတဲ့သံဃာခရီးတွေဟာတဏှာမျောတယ်လို့မျောတာမင်းတို့ဆူတောင်းလိုက်တာဘုရားမျောတာတဏှာမျောတာနဲ့မတူဘူးလားဘုရားဒီဘဝရောက်ပါလေဆိုတာတဏှာရည်ကနေတဏှာနဲ့ဆူတောင်းလိုက်တာတဏှာမျောရတယ်မျောရပါလားမျောတော့ကဏ္ဍတက္က၅ပါးဆိုတာနဲ့သွားပေါ်ပြီးမတွေ့ဘူးလားလူခန္ဓာ၅ပါးနတ်ခန္ဓာ၅ပါးဓမ္မခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကဏ္ဍတက္ကနဲ့အတူဘောတော့ဖြစ်တယ်လို့ဘာဖြစ်တယ်မှတ်ရအဲ့ဒါရောက်ရမှာပဲသူများလည်းရှင်နဲ့လည်းနဲ့ကောင်းတဲ့ဘုံနဲ့ပဲကွာလှုပ်ရှားမကွာဘူးလူရှင်ရမလို့ကွာငါကျမ်းမာသားပဲကွာဆိုတော့ဒီခန္ဓာ၅ပါးကဏ္ဍတက္ကကိုမတွန်းတယ်လို့ဒီစိတ်ကိုဉာဏ်ရတယ်လို့တော့ကွာအားကိုမကိုးလို့ပြောတာလေရေထဲမျောလာတဲ့ဓမ္မရေထဲမျောလာတဲ့သံဃာခရီးတွေကခိုင်းလို့မျောလို့မှရှင်ဒီခန္ဓာ၅ပါးအာဟုဒ္ဒနဲ့တူတယ်ဒီခန္ဓာ၅ပါးအာဟုဒ္ဒနဲ့တူရဲ့သဘောကျကြလားဒါကခန္ဓာ၅ပါးကမင်းတို့သိပြီးသားအတိုင်းပါတဲ့ကဏ္ဍတက္ကလို့ပြောထားတဲ့ကမခိုင်ဘူးမရဘူးမတည်တာမျိုးဆုံးရဘူးမပိုင်ဆိုင်ဘူးဆိုတဲ့အတိတ်ကရှင်းနေတာလေဒါကြောင့်ဒါနဲ့ခရီးတွေကခရီးတွေပြည့်ပြီးကြတယ်ရေမျောဓမ္မဖြစ်နေတော့ဒီကဏ္ဍတက္ကကြီးပဲစစ်စိန်ကိုတဏှာတွေလူတွေကအခုချက်ငါရှင်နဲ့လက်နဲ့ပဲယောက်ျားလည်းကောင်းနေတာပဲငါလည်းကောင်းယောက်ျားလည်းလုပ်ကြနေတာပဲငါလည်းလုပ်ကြနေတာပဲနားလေဒီခန္ဓာ၅ပါးကိုပဲယုတ်ကြည်အခုလဲငါလည်းသွားနေကြတာပဲဆိုဝေဒနာအခုလဲငါလည်းဒီအကြောင်းကျိုးကိုအကုန်မှတ်မိတာပဲဆိုပြီးသင်ညာအခုလဲငါလည်းငါစေနာနဲ့လာတာပဲဆိုစေနာအခုလဲဟိုမသိနေနေတာငါပဲဆိုပြီးစိတ်ကိုအခုလဲငါဘာလို့မှနေကြအာဟုနေကြတယ်သူကကဏ္ဍသစ်တယ်ပါတယ်ကဏ္ဍသစ်ဖြစ်ပြီးဒီကရနေကြပါလေအဲဒီကဏ္ဍသစ်ကိုဘုရားတို့ကအာဟုလုံးနေနဲ့ကိုတော့ရုပ်အာဟုလိုက်ရုပ်ကတော့ချမမာလိုက်ဘုံနဲ့ပြည့်ကြတယ်ဝေဒနာအာဟုလိုက်ကောင်းကြတာရဲ့တော့ချအနိစ္စတရားကိုပြည့်ကြတယ်ဒါဖြင့်ရင်ထဲလာတဲ့ပုဂ္ဂိုလ်ကဆုံးဖြတ်ဆွဲတာရင်ထဲလာတဲ့ပုဂ္ဂိုလ်ကဆုံးဖြတ်ဆွဲတော့ပြုံးမကြမှာကဏ္ဍသစ်ပဲရှိပါဘူးဒီကခန္ဓာပင်ကြီးဝေဒနာခန္ဓာပင်ကြီးဒီရသက်ကမျိုးမျိုးပေါ့ကွာအဲဒီငါးမျိုးကလုံးဒီဓမ္မတွေဆုံးဖြတ်ဆွဲလို့ပြည့်ကြတယ်ပြည့်ကြတဲ့အခါကျတော့သူကကံတက်ရများလာတော့ဖြစ်စေဆုံးဖြတ်ဆွဲတော့သုံးစားလိုက်မှာပေါ့ကွာသုံးစားတဲ့ငါကခန္ဓာသက်ကလည်းအချိန်မရှိအချိန်လေးတော့ပြည့်ကြလာတာပေါ့ကွာ
အရင်ကမျောသမားအခုပြုတ်ကြတော့ကိုယ်ဝပြီးတာကိုမျောလုံးတွေသေးတွေဝင်တခါအကမ်းမျောဖြစ်မှာအကမ်းမြုပ်ရပါဘူးဟုတ်တယ်ပြည့်ဖြစ်ပေါ့ဒါပြန်ငကောကမျောသမားရောက်ရကြတော့မြုပ်သမားငကောကတော့ကနာနဲ့သူကောင်းပြီးမျောလာကြရရကိုယ်ခန္ဓာကိုအကုလိုက်တဲ့ငါးပါးစလုံးကတော့ပြုတ်မကြတာရှိရရှိပါဘူးပြုတ်မကြတာမရှိတော့ဘူးဒါကပြုတ်ပြီးကြတော့သောကမမြုပ်သမားမျောသမားငကောကမျောသမားသက်တယ်အခုပါဖြစ်သွားမြုပ်သမားတို့ရောက်ရဟောပြေတော့မြင်ရောက်တော့မြင်ရောက်တော့ဒုက္ခနာငါးပါးကိုအကုလိုက်တာပြေတော့တဏှာမျောလိုက်ရောက်ရကြတော့ဒါမှသံဃာတိုင်းမှာပြည့်တော့နောက်တော့ဘယ်လိုနေကြရတော့လို့ကိုယ်ကိုယ်ကိုစဉ်းစားဖို့အရေးကြီးပါလေကိုယ်ကိုယ်ကိုစဉ်းစားဖို့အရေးကြီးတဲ့ခါကျတော့သိပြီးမျောပါလေဗျာရရကြတော့လေအာမကိုကောင်းတာအကုန်လုံးတော့ကြောင့်တတိယတဲ့ဒိဋ္ဌိနဲ့အပေလေးကမျောပါလေငါဟာဆိုပြီးဆိုလိုက်ယုတ်ကဟာကိုဆိုလိုက်ဒုက္ခမခိုင်းလို့ပြကြတော့ဘဂဗတိကဒုက္ခဒုက္ခကလည်းငါတို့ကိုယ်ရှင်းနေဆိုမြုပ်လိုက်ဘောပါကြဝေဒနာခန္ဓာလည်းပြန်ဆွဲလိုက်မြုပ်တာသညာခန္ဓာလည်းပြန်ဆွဲလိုက်သင်္ခါရခန္ဓာလည်းပြန်ဆွဲလိုက်စိတ်ဆွဲတဲ့ခန္ဓာလည်းပြန်ဆွဲလိုက်ဒီခန္ဓာကအနိစ္စတရားကိုမနက်ကဒါကြီးကငါပဲသူပဲယောက်ျားပဲမိန်းမပဲဆိုပြီးသူအကုန်နေကြတယ်သူအနိစ္စတရားသူအကုန်လိုက်တဲ့ခါကျလို့ရှင်သူအနိစ္စတွေဖြစ်သွားတဲ့ခါကျတော့မနှုတ်အကုန်ရမလို့ဘူးအကုရလွယ်တယ်ဘယ်ကျမှဆိုလို့နားလိုက်ရင်အကုရလွယ်ပြီနားလိုက်ရင်အကုအိုးလိုက်နော်အကုရလွယ်ပြီဒီလိုဖြင့်ခဲရကြီးရဲ့ဒီလိုဖြင့်ခဲရကြီးရဲ့မလားဘူးဒါခဲရကြီးရဲ့ဆိုတော့ပြုတ်ကြလို့ပေါ့ပြုတ်ကြလို့ရှိရင်ပြုတ်ဆိုတာမျိုးပါလေကျန်တော့ဒေသမှတ်ဆွဲတဲ့လူပေါ်မှာပြုတ်ငါဟာဆိုပြီးဆွဲလိုက်သံဃာကြီးတယ်ဒီဘက်ကလည်းငါဟာဆိုပြီးဆွဲလိုက်ပြုတ်ကြဒီဘက်ကလည်းငါဟာဆိုပြီးဆွဲလိုက်ဒီဆက်ရေတွေကိုငကောကမျောလာတယ်ငါဟာဆိုပြီးဆွဲလိုက်တော့အတင်းအဓမ္မတက်ရှင်သွားလို့ဆွဲလိုက်တော့ပြုတ်ကြတယ်ဒီမှာလည်းခန္ဓာ၅ပါးကဏ္ဍတက်တယ်ဘယ်မှအကုလို့မရဘူးပြုတ်ကြမှာကြီးပဲလို့သိခိုင်းရမယ်ဒါလည်းခေါင်းခန္ဓာ၅ပါးပြုတ်ကြပါဘူးကိုယ်ခန္ဓာ၅ပါးပြုတ်တယ်ဘုရားအကုလို့ဘုရားအကုလို့နောအကုရမရှိတာကိုတောင်းကြီးပြောပြီးဘာနဲ့ကြောင့်ငိုးနေကြတယ်ဆိုအကုလို့ဓမ္မကြီးပြုတ်သွားပြီနဲ့ထားနေငိုးနေတယ်ကြီးဒီတဲ့ပုဂ္ဂိုလ်တွေဟာဘယ်နဲ့ကြောင့်ဘာဖြစ်ကြလဲကိုယ်လည်းမလို့ဟိုရှိရတာဘယ်နဲ့ကြောင့်ဓမ္မကြီးပြုတ်ကြပါလိမ့်တောင်းကြီးပြောပါလိမ့်တုံးလေးမနဲ့ဆိုအကုလို့အဲ့ဒါကတော့ဘုရားခန္ဓာလို့ဆိုပြုတ်ကြရှင်းလားအဲ့ဒါတော့လည်းဆုံးမြင်မောင်းသေးနမသေးလူလေးကအကုနေတယ်ဆိုတာတွေကပြုတ်ကြမှာတွေအကုနေတယ်ဆိုနည်းနည်းလေးကြားလို့ဆိုရင်သူ့လိုရပဲစိတ်ကူးနေတဲ့ပုဂ္ဂိုလ်တွေအပါဝင်ဖြစ်ပြုတ်ကြရောအကုလို့ရှိရင်မျိုးရှင်တဲ့ပုဂ္ဂိုလ်ပဲပြုတ်ကြအကုရင်ဒါတော့ကိုမတည့်သေးဘူးကောမနှုတ်ပါနဲ့ယောက်ျားလည်းမိန်းမအကုမိန်းမလည်းယောက်ျားအကုတယ်တနည်းအားဖြင့်စိတ်ဆိုးကြတဲ့ခါကျတော့ကိုယ့်ကိုယ်ကိုအကုဟမ်ကိုယ်ကိုယ်အကုတဲ့ခါကျတော့ကံနဲ့ဆက်တယ်ယောက်ျားမိန်းမအကုပြန်တော့မိန်းမကံနဲ့ဆက်တယ်မိန်းမယောက်ျားအကုပြန်တော့ဘုန်းမနဲ့ဥစ္စာဆဲနေပြီအကုကတည်းတွဲဒါနဲ့ရေစားတဲ့ကံနဲ့ဆက်တယ်ကြီးပေါ့တိုင်းနေတဲ့ကသူကငါကလဲနဲ့ဆဲဆဲကြီးဒီမဲ့ပြက်နဲ့ဆဲဆဲကြီးအကုနေကြတယ်ရှင်ပြောပါအဲ့ဒါကြောင့်မင်းတို့ကတော့တန်မြတ်ကြီးတယ်ဒီမျောလာတယ်မျောလာလို့ရှိရင်ဆုံးဖြတ်ရတယ်မဆိုရမှာအဲ့ဒါဘဝတဏှာလို့ခေါ်ပြီးရောက်လာမှကိုယ်ခန္ဓာကိုယ်ခန္ဓာပတ်ဆိုကြဘဝတဏှာဘဝတဏှာနဲ့ဆိုရတာပဲရောက်လာခင်တွေ့တဲ့ဘဝတဏှာမျောလာရတယ်ကလည်းဒီဘဝခင်တွေ့တဲ့တဏှာကြောင့်နောက်ဘဝခင်တွေ့တဲ့တဏှာကြောင့်မျောလာတော့ရောက်လာခန္ဓာကိုယ်ဘဝတဏှာကခင်နေဒါဖြင့်တောင်းတတဲ့တဏှာကတောင်းတရောက်တဲ့တဏှာကဘဝတဏှာတဏှာကမျိုးပါလေဘုရားကဒီတောင်းတဲ့တဏှာကမျောခြင်းတဲ့တဏှာမျောအောင်လုပ်တဲ့တဏှာဒီကရောက်ခင်တဲ့တဏှာကမျောအောင်လုပ်တဲ့တဏှာဘောပါကြမင်းတို့ဘယ်တော့ခိတံတော့တဲ့မျောဓမ္မမြေကမဖြစ်မှာဘယ်တော့ခိတံဆိုဒီပါဠိဝါလာရှင်းမလား
အခုလေဒကာရမတွေကဖြစ်နေကြကြလားရှင်တွေကဖြစ်နေကြတော့ဆိုတော့ကိုယ်လည်းကိုယ်ရှင်နဲ့ကိုယ်ဆုံးတယ်ကိုယ်ကစားအထောက်ပံ့လေးတွေရှိဘာပူရရှိတယ်လို့နန်းတော့ပြုတ်ကြတယ်ဟမ်ဘာဖြစ်ကြတော့ဖြစ်ပြုတ်ကြကိုယ်ရှင်နဲ့ဇမန်ပြုတ်ပြီကျုပ်ဖြင့်သေးတာသေးရင်တော့အိုးသေးရမနေနဲ့တရားမလဲဟုတ်ဘူးလားဘာလို့မရတာတော့ဆိုတော့ဘယ်နဲ့ပြောကြသမာဓိသမာဓိကတော့မပြုတ်တဲ့တဲ့လည်းရှိတာဟောဒါချင်းခက်ပါသေးတယ်ဖြစ်တယ်ခက်ပါသေးတယ်မနာပါဘူးညလာတဲ့အချိန်မှာအာမဂုကောင်းတဲ့ခန္ဓာ၅ပါးကဏ္ဍသက်တယ်ကိုကိုယ်ခန္ဓာ၅ပါးကဏ္ဍသက်တယ်ကိုအကျဉ်းဆွဲတယ်နဲ့အတွင်းဆွဲတယ်နဲ့ဆိုတော့မြုပ်ပါမြုပ်ပါငါကဘယ်လိုလာခဲ့ရလဲငါကတဏှာနဲ့စုပေါင်းမှုမျိုးလားမှန်ပါဘူးရတဲ့ခန္ဓာခင်တော်လိုက်တော့ဆွဲတယ်ဆွဲတာဘာဖြစ်လဲငါနဲ့ရန်စကန်ပြောစမ်းပါအောင်ဆိုတော့ဒီလိုကဘာတော့မပြောနဲ့တော့ဗျာမြောင်းမှမြုပ်သွားတတ်တယ်နည်းနည်းဆိုရမြောင်းမှမြုပ်သွားတတ်တယ်ဒါဖြင့်ဒီတဏှာရေလည်းမခံဒီကံနဲ့တဲ့တယ်လေကိုလည်းမနေရအာမဂုကောင်းဘူးလို့မသိသေးတဲ့ကာလပတ်လုံးတော့သွားရေလည်းမခံဟုတ်လားအာဂုကောင်းမှလည်းမသိသေးတဲ့ကာလပတ်လုံးတော့မြေမမြေကမှဆက်ဆုံးမှာတော့ဘာဆက်မခင်းကြမရှိဘူးပေါ်ကြလားဒါသက်တော့ကျန်ကိုယ်ကတည်းကတော့ပါတော့ဟုတ်လားအဲဒီမှာလက်ရကြတဲ့နေရာအားလုံးကဘယ်ဘဝရောက်ပါလိမ့်ကအမျိုးတွေတော့လုံးမကြမ်းအမျိုးတွေလည်းပန်းနေတယ်တရားတွေရှိခိုးသံဃာတွေလာတဲ့ကာလမျိုးမျိုးဘုံထိုက်တန်တော့ဘုရားတန်းရပိစက်ကန်းရကိုတားပြီးဘာမှရှိကောင်းနေမျိုးမျိုးမှဖြစ်မှလွတ်ပြည့်ပြီးလို့မှာမျိုးရာဖြစ်တဲ့အလတ်မျိုးရာဖြစ်တဲ့အလတ်မှလွယ်ရပါလိမ့်တဏှာရိခံရပါလိမ့်ကဏ္ဍသပင်နဲ့မကြုံပါလိမ့်ခန္ဓာကဏ္ဍသပင်နဲ့မကြုံပါလိမ့်ဆိုခန္ဓာမရမှာခန္ဓာမရပါလို့ဣမှာကြိုက်ရှင်းဟောဒါပြန်နောက်ကလေးတွေဆက်စုလေးမန္တရရမှာများဖြစ်ခဲ့လေရောလားလို့ဆိုကြတာအဲ့ဒါမပြောတော့ဖူးကွမောင်းဆုံးတယ်မှန်ပါပါညောတော့နှုတ်မှာကတော့ရှင်းလားဒီခါဘာလို့ရှင်းရသေးတော့ညောမှာကပဲနေကြလေလားနှုတ်မှာကလည်းပဲကျင့်နေကြသလားလို့မေးတယ်လည်းမကျင်တဲ့ဆရာမရှိဘူးဆိုတော့သဘောပါဒါဖြင့်ဘုံဘဝကိုဘယ်တော့မှရှင်းမတိုင်းမမြဲဘူးခန္ဓာငါးပါးဘယ်တော့မှအာမကိုဘူးဆိုလို့ရှိရင်မမြုပ်ဘူးဘုံဘဝရှင်းမတိုင်းခန္ဓာငါးပါးကိုအာမကိုဘူးဆိုရင်မမြုပ်ဘူးဒါတော့ရေးကြည့်တယ်မှန်ပါပါမကြည့်ဘူးလားဉာဏ်နာနဲ့ဆောင်ပါလို့တတိပေးနေတယ်ဘာနဲ့ဆောင်ဘုံဘဝရှင်းကြတာပါရမရရခန္ဓာကြီးကိုအာဟုရကအဲ့ဒါတဏှာလည်းမသေးခန္ဓာလည်းမချုပ်ဆိုရင်တော့မင်းတို့သွားပြီကွာတဏှာမသေးမျောနေတယ်ခန္ဓာမဆုံးလို့ရှိရင်မင်းတို့ခန္ဓာရဲ့နှိမ့်ဆက်ပြီးမျောအောင်လုပ်မယ်သဘောပါဒါရင်ဘယ်နဲ့လုပ်ကြတဏှာရေကမ်းပြီးခန္ဓာပြောင်းပါပဲဘယ်လိုမှတ်ကြမလဲခန္ဓာရေခံပြီးခန္ဓာကြောင့်ကလွယ်ရင်ဆိုင်တယ်ဆိုတာမှသုံးတယ်လို့သိသိချင်းမှတ်ဖို့ပါပဲမှန်ပါပါဒါဖြင့်မသိသေးခင်ကတော့တို့စုတောင်းနေတာဘာတော့အောင်လဲနောက်ဘဝကောင်းစားရအောင်လဲမဟုတ်မျောမှဖြစ်အောင်လုပ်နေတာဘုံဘဝလေးစုတောင်းတာပါလားကျင်ပြီးကြရင်သိမှပဲခင်ဗျားတို့သိရမှာပဲညမလို့ရှင်တမျိုးတမျိုးနေမှာဒီကနေ့ကအာမဂုကောင်းမှုဆိုတာကိုသိကြအားဖြင့်မှတဲ့ဥစဉ်နဲ့နာကျင်တို့တိုးလာတယ်ကျွေးမွေးနေပါလားကျွေးမွေးနေဥစဉ်နဲ့နာကျင်တို့တိုးလာတယ်ဆိုတာကသဘောပါဟုတ်ပြီဒါဖြင့်နောက်တုန်းကဘယ်လိုနေခဲ့ရလဲဆိုတဲ့ကိုယ့်ဖြစ်တွေကိုလည်းပြန်တွေးလို့ရှိရင်လွန်ရတဲ့ဘက်မှာပါပါပါတယ်ဘာမှဖြစ်ခဲ့ကြအမှန်ကြီးမဆန်းတယ်နော်ဟုတ်ညာညာရောက်ကြရောက်ပါဘုရားသုခနာကဘာဖြစ်ခြင်းလဲရောက်ရခန္ဓာကြီးကိုဘယ်လိုလူတင်ရမလို့အာဟုရကမြင့်ရှင်းလို့
ဒါတော့သဘောပါအဲဒီလိုနေဘက်ကတော့တရားတရားတဲ့ဒီဥစ္စာသဘောပါလားမြေသမားဆိုတာခေါ်တာလေဘုရားရှိကောင်းတာမျိုးတယ်တော့ရရခန္ဓာကြီးကိုငါအကုပြီးကြတယ်သူလည်းကြမ်းမှာပါသည်ကျုပ်ဘာမှမပူပါဘူးဆိုပြီးခန္ဓာကြီးဆွဲတယ်မျိုးလုံးလေးကောင်းတယ်ကျုပ်မပူပါဘူးညားလေးမထိုင်သေးတယ်ကျုပ်မပူပါဘူးဆိုအကုပြီးဆွဲပြီတော့မဆွဲဘူးလားဒါဖြင့်ဆွဲရင်တော့ဖြစ်နေတယ်ဆွဲကျုပ်ကြမျိုးပါဆန္ဒကံနဲ့ခရီးတွေငါတဲ့ဓမ္မတွေသိတဲ့တိုင်းမျောလာအရင်ဆွတ်တယ်ဒီရရှိပါလိမ့်မယ်ကွာမျောခဲ့ရတို့ရတွေ့ရကြတော့ဘာလို့ကြအတင်းဆွဲတာပဲအတွင်းဆင်တာပဲဒီသားများကိုလည်းအတွင်းဆင်တာပဲသူနာကအာကိုရမရှိဘူးမလေးသူ့ပဲအာကိုနေရတယ်ဟာစစ်တယ်မလို့ဆွဲလိုက်တဲ့ဖြစ်ချင်းမှအကြောင်းကဆွဲနေတာဒီသားလေးပဲအာကိုနေရတာဒီသမီးလေးရောကိုနဲ့ငါဒီမျိုးလုံးနဲ့ဒီခန္ဓာကြီးပဲအာကိုနေရတာပဲဒီပညာလေးကအာကိုနေရတာပဲဆိုတဲ့ငါးခန္ဓာတွေနဲ့အာကိုချနေတယ်ဘာဖြစ်ချင်လဲကွာမြုပ်ချင်လို့ကွာရှင်းရလားတမယာထဲမှာနောက်ဘုံကဘယ်လိုနေကြရအောင်အကောင်းကြီးပါသေးဘာနဲ့ပါလဲကျုံးနေကြအဲ့ဒါကြောင့်ခက်တယ်တော့မနဲ့ဥစ္စာကအများနဲ့မြုပ်တယ်မနဲ့ဥစ္စာကမိတ်ဆွေဖွဲ့မကျတဲ့ဘာမိတ်ဆွေဖွဲ့အများနဲ့မြုပ်တယ်မိတ်ဆွေဖွဲ့နေလို့ချင်းဘယ်မျောဆိုတာကသနာမျောတယ်မြုပ်ဆိုတာကဒိဋ္ဌိကြောင့်မြုပ်ရတယ်ဆောင်းဆွဲဆွဲလိုက်တဲ့ဒိဋ္ဌိပါဒညာမြုပ်ရတယ်ဒါဖြင့်အခုနေတဲ့သင်ပြပုံတွေဒီတိုင်းပဲကိုယ်အကိုနေပြန်လို့ရှိရင်လည်းရွေးကြလိုက်မယ်နော်ဒီခန္ဓာကြီးအကုန်နေလားမြုပ်လို့နေဘုံဘဝရေးစုတိုင်းဒီရောက်ရမှာခန္ဓာကြီးအကိုကျန်ဟာနှစ်ခုလုံးပြင်လိုက်ရလည်းငယ်တော့ဗျာဓမ္မတော့ဘာလို့ရမှာတော့ဒါကခန္ဓာဘကတိုင်းနရီလို့ပြောတာနရီဆိုတော့မြစ်ပြပြီးဟောတယ်ပေါ့ဆိုရင်ဒါဖြင့်မျိုးလေဒီတင်ကျိုင်းမယ်လို့တော့ဘာမှမပေါ့ကိုကြိုက်တော်နေတဲ့ကိုယ်ရင်းနဲ့လုံနေတာနဲ့တချို့ကြိုက်တော်မကြဘူးကိုတော့ဘုရားဒီဘရောက်ပါလေဘာမြင်ဆက်ကြဆိုပြီးစူတောင်းနေတောင်းအဲ့ဒါတစ်ခါကမကြိုက်တာသူကအလုတ်ကလုပ်ရခြင်းအလုတ်ကဝင်ကျုပ်ပြီးတော့ဘောပါဒါဖြင့်ဒီဓမ္မတွေကလည်းလုပ်ကြမယ်အမျိုးလုံးတော့အမျိုးကောလောက်ရလိမ့်မယ်ဆိုတော့ဒီလိုရမယ်တဲ့ဒီခန္ဓာကြီးကိုရောလာတာတော့ဖြင့်တဏှာလည်းကျင်းသွားမှဆိုရင်အမျိုးရမယ်ဘုရားအာရုံမှုမရှိရင်လည်းအမျိုးရမယ်သဘောကျဒါဖြင့်တဏှာမရှိရင်အမျိုးရမယ်ခန္ဓာငါးပါးအာမကိုလို့ရှိရင်ပေါ်လာပြီကွာပေါ်လာပြီဒါနဲ့ဒုစရကိုတို့ဘာမှပြောရမရှိဘူးသက္ကနာရှိရတယ်မျောလာတဲ့ပုဂ္ဂိုလ်ခဏရမျောမှတ်တတ်တယ်ပဲဒါဥပဒနာရှိဥပဒနာရှိလိုက်တဲ့အခါကျတော့ဒါတွေဖြစ်တယ်ခန္ဓာကြီးဒီလိုပဲရှိကြတာနော်အဲဒီခန္ဓာကြီးကိုဖြစ်တယ်နဲ့ရှုပြလိုက်တဲ့အခါကျတော့ဒီဘက်ကမြင်နေတော့သူ့ကိုယ်ကမခံရမမြဲတာမှန်းပြီးတော့အာဟုသေးအခုတော့သူ့ဆန်းဆွဲရမဆွဲရင်မျိုးချင်မရှိပါဘူးသူ့မှာအာဟုတော့ပဲသူ့အာဟုတာတွေကလည်းဆိုလို့ရှိရင်ဖြင့်တဲ့ဖြစ်တဲ့ဉာဏ်လို့အနိစ္စဉာဏ်လို့အာဟုကြတာအာဟုတဲ့ကဒီခန္ဓာကြီးမျိုးကိုနောက်လိုချင်သေးတယ်မလိုချင်လို့ရှိရင်ခန္ဓာကြီးကခန္ဓာမလို့ရင်အာမကိုရင်ဒိဋ္ဌိခံတယ်။ဘာကြဒိဋ္ဌိကျုပ်ကလည်းအာမကိုရင်ဒိဋ္ဌိကျုပ်
နောက်မလို့ခြင်းလို့ရှိရင်ခန္ဓာကြီးခန္ဓာနောက်ဘဝမလို့ခြင်းအခုခန္ဓာကြီးအာမပြုအာမကိုရင်ဒါနဲ့ဒိဋ္ဌိပုဂ္ဂိုလ်ဒိဋ္ဌိပါဒံနဲ့ဆွဲရဒိဋ္ဌိပါဒံနဲ့မဆွဲဘူးနောက်ခန္ဓာလည်းမလို့ခြင်းဘူးဆိုတော့ဒီပုဂ္ဂိုလ်ဒီတိုင်းကြည်ကြပြီးကြတာခံရတဲ့ဘောဖြစ်ဆွဲလည်းမဆွဲတော့ပါဘူးဟုတ်လားနောက်ဘဝကိုလည်းမြဲခြင်းကိုလည်းရဆက်လိုက်ပါတယ်ဆိုတော့အမှန်တန်ရှင်းတော့ငယ်ကမှမြေကမှလက်ချင်လို့ရှိဒီကြတော့ဘာလို့ရမှာလဲဘယ်လိုမလို့လဲဒါဖြင့်ဥပဒနာရှိမှရဥပဒနာရှိတဲ့ဒီခန္ဓာကြီးလိုချင်ရဲ့မလို့ချင်တော့ဘူးဆိုရင်ဖြင့်ဒီခန္ဓာမှမလို့ချင်လို့ရှိရင်ဖြင့်နောက်ခန္ဓာပဲနဲ့ဒနာရိခံပေါ့လားဒနာရိခံပါတယ်ဒီခန္ဓာကြီးကဖြစ်တယ်နဲ့ဖြစ်တယ်ပဲရှိတာပဲဘယ်လိုမှသူ့ကိုသုံးမရဘူးမပိုင်ဘူးမဆိုင်ဘူးနောက်ကောင်ကနောက်ဆောင်ကိုဖူးဒီလိုသိသွားတော့သူဆွဲတယ်ဆွဲတော့သူကလည်းတို့ကိုမျိုးအောင်လုပ်နိုင်လေရဲ့ဒိဋ္ဌိကမျိုးအောင်မလုပ်နိုင်တဏှာကမျိုးအောင်မလုပ်နိုင်ဘာကြောင့်ဒိဋ္ဌိကသူ့ဆွဲမှမျိုးပါဒိဋ္ဌိကလည်းမျိုးအောင်မလုပ်နိုင်တဏှာကလည်းမမျိုးနိုင်ဆိုလို့ရှိရင်ဒီဘက်ကဆလေဒိဋ္ဌိပူရိသောဆိုတဲ့အတိုင်းနိဗ္ဗာန်ဤသောစိတ်ကမ်းမှာသူတည်ပြီးရှုတဲ့ပုဂ္ဂိုလ်နိဗ္ဗာန်ဤသောစိတ်ကမ်းမှာသူတည်နေပြီဘယ်လိုလဲဒီပါရင်လဲလို့ရှိရင်ဖြင့်တဏှာမျိုးကိုလည်းမခံတတ်ကြောင်းဒိဋ္ဌိနဲ့ဒီခန္ဓာကြီးကိုအာဟုလို့ဖြင့်ဆွဲမှုကလည်းမရှိတဲ့အတွက်သူမှမြုပ်เสียမရှိညောเสียမရှိဆိုတဲ့အိဒါဒီဓမ္မကိုရှင်းကြဒါကြောင့်ဥပဒနာလုံးမှတပါမြေလမ်းမြေလမ်းရှောင်နိုင်တဲ့အလုပ်ကရှာမရှာဘောပါရဥပဒနာလုံးမှာတော့မြေလမ်းမြေလမ်းကိုလောက်အောင်လုပ်နိုင်တဲ့နည်းတော့မရှိတော့ဒါဖြင့်ဒီဓမ္မတွေဘာလို့နေကြမလဲဒီခန္ဓာကြီးကဘာလို့ဘာလို့ဥပဒနာရှိပြီးတကယ်နေလို့ချင်းလက်ရှိခန္ဓာကိုမလိုချင်ဖြင့်လည်းနောက်ခန္ဓာမရတော့ပါဘူးဆိုတော့တဏှာကမျောလို့ရသေးတယ်လက်ရှိခန္ဓာကြီးမခိုင်မှုမမြဲမှုမတည်ရမှုတွေကိုပိုင်နေသိခြင်းသူ့အာကိုရဲ့အာမကိုရဲ့ဒီကိစ္စဒီခန္ဓာကြီးကြောင့်ကောင်းကောင်းသိတဲ့နောက်ခန္ဓာမလို့ခြင်းလို့တဏှာကြီးခန့်တယ်ဒါနဲ့ဒီကိတော်ကြီးအရင်လိုမျိုးမှမျိုးကမှဟုတ်သေးရလားဆိုတော့တည်တဲ့တယ်သွားဖြစ်ဘယ်လိုသွားဖြစ်ပါဒီကောင်းတော့ဘုရားခင်တို့လည်းကြည့်ရနာမျိုးကမှရှင်မလေးရက်သေးတယ်မျိုးကမှရှင်မလေးအဲ့ဒါဒီလိုပဲကြွားတာမျိုးကမှရှင်မရက်သေးတယ်ဘုရားမျိုးကမှရှင်မရက်သေးတာဘုရားပဲဆိုတော့ဘာကြအဲ့ဒီပုဂ္ဂိုလ်ကြီးအခုမျိုးကမှရှင်လည်းသူ့မတွေ့ရဘူးမျိုးကမှရှင်လည်းရှားလို့မတွေ့တာဒီဝိပဿနာကဲတော့ဘာကဲပါလဲအဲ့ဒီဒီလိုလုပ်ရတဲ့သစ်တွေရောဟောင်းတွေရောဒါပဲအဖို့ရမယ်ဆိုတော့သိလားဝိပဿနာလုပ်လို့ရှိရင်နောက်ဆောင်လုပ်ပါမျိုးငါမျိုးငါချင်းမှလွတ်ပါတယ်ဆိုတော့သဘောကျဒါပဲလို့ဒီရင်တော့ရတယ်